ဖုန်းကင်မရာကိုကွန်ပျူတာရဲ့ဝက်ကန်တစ်ခုအနေနဲ့ကင်မရာတစ်ခုအနေနဲ့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်ဖုန်းကင်မရာကိုကျွန်တော်တို့ကကွန်ပျူတာရဲ့ဝက်ကန်အနေနဲ့ကွန်ပျူတာရဲ့ကင်မရာတစ်ခုအနေနဲ့ချိတ်ဆက်ပြီးသုံးဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီ laptop ထဲမှာကွန်ပျူတာထဲမှာကျွန်တော် IV Cam ဆိုတဲ့ software လေးထည့်ထားဖို့လိုပါမယ်ဆိုတော့ IV Cam software လေးရပြီဆိုရင်ကျွန်တော် IV Cam နဲ့ဝင်လိုက်မယ် IV Cam နဲ့ဝင်လိုက်မယ်ဆိုရင်အခုလိုမျိုးမျက်နှာလေးပေါ်လာမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းထဲမှာလည်း IV Cam ဆိုတဲ့ဖုန်း software လေးရှိထားဖို့လိုပါမယ် IV Cam လေးတဲ့ဝင်လိုက်ပါမယ်ဒီထဲရောက်ပြီဆိုရင်အမှကျွန်တော်တို့ရဲ့ဖုန်းမှာပေါ်နေတဲ့192 dot လေးပေါ့နော်ဆိုတော့ကျွန်တော်အဲ့192 dot လေးကိုကျွန်တော်ကဒီမှာရိုက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်192 dot ကျွန်တော်ဒီမှာချိန်မယ်ဆိုရင် okay ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဖုန်းကင်မရာကိုကွန်ပျူတာရဲ့ဝက်ကန်တစ်ခုအနေနဲ့ကင်မရာတစ်ခုအနေနဲ့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်ကွန်ပျူတာနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာရှိတယ်ဆိုလို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်